ဘဝမှာရှိတဲ့အရာအလုံးကိုလူတိုင်းကိုလိုက်ပြောပြဖို့မလိုအပ်ပါဘူးတကယ်တော့စိတ်ပညာအရာကြည့်ရင်ကိုယ့်အကြောင်းကိုမသိတော်တဲ့လူတွေစီပိုဖွင့်ပြောမိလေစိတ်ဖိစီးမှုတွေနှိုင်းရှင်ခံရတာတွေနဲ့မလိုအပ်တဲ့ဝင်ရောက်ဆွတ်ဖက်မှုတွေပိုဖြစ်လာတတ်ပါတယ်လူတွေနဲ့ဆက်သွယ်ချိတ်ဆက်ဖို့အတွက်ပွင့်လင်းမှုရှိဖို့လိုတာတော့မှန်ပါတယ်ဒါပေမဲ့ပွင့်လင်းတာနဲ့ကိုယ့်အကြောင်းကိုအလွန်အကျွံလိုက်ပြောနေတာကမတူပါဘူးမသိတော်တဲ့လူတွေစီကိုယ့်အကြောင်းအလွန်အကျွံဖွင့်ပြောမိရင်တော့ကိုယ့်ရဲ့စိတ်အေးချမ်းမှုအာယုံစူးစိုက်နိုင်စွမ်းနဲ့ယုံကြည်မှုတွေကိုတဖြည်းဖြည်းစုပ်ယူခံရတယ်လို့မျိုးခံစားရနိုင်ပါတယ်ဒါကြောင့်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်ရက်ချက်တဲ့သူတွေမှာအားအကောင်းဆုံးအလေးအကျင့်တစ်ခုရှိကြတယ်အဲ့ဒါကတော့ဘေးအရာကိုပြောတင်ပြီးဘေးအရာကိုကိုယ်စိတ်ထဲမှာပဲတင်ထားတင်လေဆိုတာကိုသူတို့ကောင်းကောင်းသိလာကြတာပါပဲဒါဟာတခုခုကိုလျှို့ဝှက်နေတာမဟုတ်ပါဘူးကိုကာကွယ်နေတာပါမိတ်ဆွေတို့အနေနဲ့လဲပိုပြီးစိတ်အေးချမ်းခြင်းတယ်အတွေးအခေါ်တွေရှင်းလင်းပြီးစိတ်ခံစားချက်ကိုကောင်းကောင်းထိန်းချုပ်ခြင်းတယ်ဆိုရင်တော့လူတိုင်းကိုမပြောတင်တဲ့အရာတွေကိုကျွန်တော်အခုဆက်ပြီးပြောပြပြီးသွားပါမယ်ကျွန်တော်တို့အားလုံးသိထားတဲ့ပထမဆုံးအချက်ကတော့ကိုယ့်ရဲ့အစီအစဉ်တွေကိုတကယ်အကောင့်ထဲမဖော်နိုင်သေးခင်အထိတိတ်ဆိတ်ပဲနေတတ်ဖို့ပါဘာလို့လဲဆိုတော့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုအယမ်းစောပြီးထုတ်ပြောလိုက်တဲ့အခါမမြင်ရတဲ့အတားအဆီးတွေဖြစ်လာတတ်လို့ပါပဲကျွန်တော်တို့တကယ်တမ်းအလုပ်တောင်မစရသေးခင်မှာပဲဘေးပတ်ဝန်းကျင်ကလူတွေကသူတို့ရဲ့အမြင်တွေကိုအမျိုးမျိုးပြောလာကြပါလိမ့်မယ်တချို့ကတန်တရားဝင်မယ်တချို့ကနှိုင်းရှင်မယ်တချို့ဆိုရင်ကိုယ့်ရဲ့မသိစိတ်ထဲကနေတောင်မအောင်မြင်စေခြင်းနဲ့စိတ်မျိုးရှိလာနိုင်ပါတယ်ဒါဟာသူတို့ကကျွန်တော်တို့ကိုမုန်းလို့မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပြောင်းလဲမှုတွေကသူတို့ထင်ထားသလိုပုံစံမဟုတ်နေလို့ပါပဲစိတ်ပညာမှာတော့ဒါကို social interference လို့ခေါ်ပါတယ်မှတ်ထားရမှာကကျွန်တော်တို့ရဲ့အစပိုင်းခြေလှမ်းတွေကိုလူတိုင်းသိနေဖို့မလိုပါဘူးအရင်ဆုံးရလဒ်ကိုပဲပြလိုက်ပါအောင်မြင်မှုကစကားပြောလာတဲ့အထိစောင့်ပါပြီးမှ AACC ပြန်ပြောပြလို့ရပါတယ်ဗျဒုတိယအချက်ကတော့ကျွန်တော်တို့ရဲ့အနက်ရှိုင်းဆုံးစိတ်ခံစားမှုဆိုင်ရာပြဿနာတွေပါပဲကိုယ်ခံစားချက်ကိုဖွင့်ပြောပြတာကကျမ်းမာတဲ့အလုပ်တစ်ခုဆိုပေမဲ့လူတိုင်းကကျွန်တော်တို့ရဲ့အားအနည်းဆုံးအချိန်တွေဒါမှမဟုတ်ကျွန်တော်တို့ရဲ့ dark side ကိုသိခွင့်ရှိတာမဟုတ်ပါဘူးမသိတော်တဲ့လူတွေစီမှာကိုယ့်ရဲ့စိတ်နာကျင်မှုတွေကိုအလွန်အကျွံသွားပြောမိရင်အကျိုးဆက်နှစ်ခုဖြစ်လာနိုင်ပါတယ်တစ်ခုကသူတို့ကကျွန်တော်တို့ကိုနားမလည်နိုင်တော့တာမျိုးပါနောက်တစ်ခုကတော့ကျွန်တော်တို့ကိုပြဿနာတွေနဲ့ပြည့်နေတဲ့လူတစ်ယောက်အဖြစ်ပဲတစိမ့်ကပ်ပြီးမြင်သွားကြတာပါတကယ်တော့လူတိုင်းမှာကျွန်တော်တို့ရဲ့နာကျင်မှုကိုအပြစ်မတင်ပဲအတင်းအဖြစ်မပြောပဲနားထောင်ပေးနိုင်တဲ့စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှုမျိုးမရှိကြပါဘူးတချို့လူတွေကကျွန်တော်တို့ရဲ့ခံစားချက်ကိုကျေနာမှုနဲ့မတုံ့ပြန်ပဲစိတ်ဝင်စားမှုတက်တက်နဲ့ပဲတုံ့ပြန်တတ်ကြပါတယ်ပြီးတော့အဲ့ဒီစိတ်ဝင်စားမှုကတခြားလူတွေစီကိုအတင်းအဖြစ်နဲ့မြန်ဆန်ပြန့်သွားတတ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်လာရင်ခိုင်မာတဲ့စီးမြင်တွေထားတတ်ဖို့ကတကယ်ကိုအရေးကြီးတာပါခင်ဗျာတတိယအချက်ကတော့ကျွန်တော်တို့ရဲ့ငွေကြီးအခြေအနေပါပဲငွေဆိုတာလူစိတ်ပညာမှာအထိခိုက်လွယ်ဆုံးအကြောင်းအရာတွေကတစ်ခုပါကျွန်တော်တို့မှာငွေနည်းနေများနေအဲ့ဒီအကြောင်းကိုအလွန်အကျွံပွင့်လင်းစွာပြောပြလိုက်တာနဲ့လူတွေကကျွန်တော်တို့အပေါ်ဆက်ဆံပုံတွေချက်ချင်းပြောင်းသွားနိုင်ပါတယ်ဒါကိုသတိထားကြည့်ရင်တချို့ကကျွန်တော်တို့ကိုစပြီးအကဲဖြတ်လာမယ်တချို့ကကျွန်တော်တို့စီကနေတစ်ခုခုကိုမျှော်လင့်လာမယ်တချို့ကသူတို့ကိုကျွန်တော်တို့နဲ့လိုက်ပြီးနှိုင်းရှင်မယ်တချို့ကတော့တိတ်လေးမနာလိုတောင်ဖြစ်လာနိုင်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်ပြီး privacy ထားတာဟာတစ်ခုခုကိုလျှို့ဝှက်ထားတာမဟုတ်ပါဘူးကိုယ့်ရဲ့ဘဝတည်ငြိမ်မှုကိုကိုယ်တိုင်ကာကွယ်နေတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့လူတွေကကျွန်တော်တို့ရဲ့ငွေကြီးအသေးစိတ်တွေကိုသိသွားတဲ့အခါကျွန်တော်တို့မမျှော်လင့်ထားတဲ့ပုံစံမျိုးတွေနဲ့ဆက်ဆံရေးအပေါ်တက်ရောက်နိုင်တဲ့ထင်မြင်ချက်တွေကိုစတင်ဖန်တီးလာကြလို့ပါပဲဆက်လက်ပြီးစတုထအချက်ကတော့ကျွန်တော်တို့ရဲ့ကောင်းမှုလုပ်ရက်တွေပါပဲကောင်းမှုတစ်ခုဟာလူမသိဘူးဆိုရုံနဲ့တန်ဖိုးလျော့သွားတာမျိုးမဟုတ်ပါဘူးတကယ်တော့စိတ်ပညာအရကိုလုပ်တဲ့ကောင်းမှုတွေကိုအမြဲတမ်းကြီးညာနေတတ်ရင်အုံနောက်ကအတိအမပြုခံရမှုကိုပဲစုလာတစ်ခုလိုခံစားသွားပြီးအဲ့ဒီကောင်းမှုရဲ့ရည်ရွယ်ချက်စစ်ကတဖြည်းဖြည်းအားနည်းလာတတ်ပါတယ်ကျွန်တော်တို့ဘသူ့ကိုကူညီခဲ့တယ်ဘာတွေပေးကမ်းခဲ့တယ်ဘလို့ထောက်ပံ့ပေးခဲ့တယ်ဆိုတာကိုလူတိုင်းသိနေဖို့မလိုအပ်ပါဘူးတချို့အရာတွေကကျွန်တော်တို့ကိုယ်တိုင်နဲ့ကျွန်တော်တို့ရဲ့တန်ဖိုးထားမှုတွေကြားမှာပဲတိတ်ဆိတ်ရှိနေတဲ့အခါပို့ပြီးတော့အင်အားရှိပါတယ်မှတ်ထားရမှာကတိတ်ဆိတ်တဲ့ကျင်နာမှုကတကယ်ကိုယ်ရည်ကိုယ်သွေးကိုတိဆောက်ပေးပြီးလူသိရှင်ကြားပြတဲ့ကျင်နာမှုကတော့ပုံရိပ်တစ်ခုကိုပဲတိဆောက်ပေးတာပါခင်ဗျာပစ္စမချက်ကတော့လူတွေနဲ့ဖြစ်တဲ့ကိုရေးကိုတာပြဿနာတွေပါပဲတယောက်ယောက်ကြောင့်စိတ်ထိခိုက်ရတဲ့အခါလူတိုင်းကိုလိုက်ပြောပြချင်တာကတော့သဘာဝပါပဲဒါပေမဲ့ကိုရေးကိုတာပဋိပက္ခတွေကိုလိုက်ပြီးဖြန့်ဝေနေတာဟာသေးငယ်တဲ့ပြဿနာတစ်ခုကိုစိတ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုကြီးတစ်ခုဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်ဘာလို့လဲဆိုတော့လူတိုင်းကသူတို့ရဲ့ကိုယ်ပိုင်အမြင်တွေဗတ်လိုက်မှုတွေနဲ့အတိတ်ပဲဖွင့်ဆိုပုံတွေကိုထည့်သွင်းလာကြလို့ပါပဲအဲ့ဒီအချိန်မှာကျွန်တော်တို့ဟာပြဿနာကိုဖြေရှင်းနေတာမဟုတ်တော့ပဲပြဿနာရဲ့ပုံစံမျိုးစုံကိုကိုယ်တိုင်ထမ်းထားရတယ်လို့ဖြစ်လာတတ်ပါတယ်
မှတ်ထားပါပฏิပတ်ခတိုင်းမှာပရိသတ်မလိုအပ်ပါဘူးတချို့အရာတွေကတိတ်တိတ်ဆိတ်ဆိတ်စကားပြောတာမျိုးဒါမှမဟုတ်တိတ်ဆိတ်စွာနေလိုက်တာမျိုးကမှပိုပြီးကုစားပေးနိုင်တာပါဆက်လက်ပြီး6ထမအချက်ကတော့မိသားစုပြဿနာတွေပါပဲမိသားစုအရေးဆိုတာအလွန်ကိုရေးကိုတာဆန်ပြီးရှုပ်ထွေးတဲ့အရာတွေပါမိသားစုပြဿနာတွေကိုလူအများကြီးစီမျှဝေလိုက်တာဟာတခါတလေမှအခြေအနေကိုကောင်းလာစေမယ့်အစားပိုဆိုးသွားစေနိုင်ပါတယ်ဘာလို့လဲဆိုတော့အပြင်လူတွေဟာအခြေအနေတစ်ခုလုံးကိုအပြည့်အဝနားမလည်နိုင်ကြလို့ပါပဲသူတို့မြင်တာကအပိုင်းအစလေးတွေပဲဖြစ်ပြီးအမှန်တရားထက်စိတ်ခံစားချက်အပေါ်အခြေခံပြီးအကဲဖြတ်တတ်ကြပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့မိသားစုပြဿနာတွေလူသိများသွားတဲ့အခါလူတွေကကျွန်တော်တို့ကိုဘယ်လိုမြင်မလဲဆိုတာကိုထိန်းချုပ်ဖို့ပိုခတ်သွားပါလိမ့်မယ်အရာအားလုံးကအပြင်လူတွေရဲ့အတီးပြုတ်ချက်ဒါမှမဟုတ်အကြံဉာဏ်တွေမလိုပါဘူးတချို့အရာတွေကသူတို့နဲ့သက်ဆိုင်တဲ့အတိုင်းဝိုင်းအတွင်းမှာပဲတိတ်တိတ်ဆိတ်ဆိတ်ဖြည့်ရှင်းတင်တာမျိုးပါခင်ဗျာတတမအချက်ကတော့ကျွန်တော်တို့ရဲ့အနာဂတ်ပုံစံကိုအစင်သစ်မဖြစ်သေးခင်မှာကြီးညာပြစ်တာမျိုးပါပဲကျွန်တော်တို့အခုဖြစ်နေတဲ့လူနဲ့နောက်တစ်ချိန်မှာဖြစ်လာမဲ့လူကြားမှာကွာခြားချက်တွေအများကြီးရှိပါတယ်တချို့လူတွေကကိုယ့်ရဲ့အနာဂတ်ပုံစံကိုတကယ်တမ်းမတိဆောက်ရသေးခင်မှာပဲအလျင်စလိုကြီးညာတတ်ကြတယ်ဥပမာငါအောင်မြင်လာမယ်ငါဘဝကိုပြောင်းလဲပြစ်မယ်ဒါမှမဟုတ်ငါဒီလိုလူမျိုးဖြစ်လာမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့စိတ်ပညာအရအရေးကြီးတဲ့အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့လူတစ်ယောက်ရဲ့ identity ဒါမှမဟုတ်ကိုယ်ရည်ကိုယ်သွေးဆိုတာစကားနဲ့ကြီးညာနေုံနဲ့မဟုတ်ပဲလုပ်ရက်တွေကြောင့်ပဲပိုပြီးခိုင်မာလာတာပါကိုယ့်ရဲ့ version အသစ်ကိုအရန်စောပြီးကြီးညာလိုက်ရင်လက်တွေ့သက်သေမရှိသေးတဲ့အတွက်မလိုအပ်တဲ့စိတ်ဖိစီးမှုတွေကိုကိုယ့်ဘာသာဖန်တီးမိတယ်လို့ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်လူတွေတတိထားမိအောင်လိုက်ပြောနေတာထက်အရင်ဆုံးအဲ့ဒီလူတကယ်ဖြစ်လာအောင်စူးစမ်းဖို့ကပိုပြီးအရေးကြီးပါတယ်ခင်ဗျ။နောက်မှချက်ကတော့ကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတိုင်းကို online ပေါ်မတင်မိဖို့ပါပဲ။တချို့အရာတွေကကင်မရာထဲမှာတင်ထားတာထက်နှလုံးသားထဲကအမှတ်တရဖြစ်တင်ထားတာကပိုပြီးလှပပါတယ်။လူတိုင်းကိုပျော်နေပါတယ်လို့သက်သေပြဖို့စူးစမ်းနေရင်နဲ့ကျွန်တော်တို့တကယ်ခံစားရမယ့်အခိုက်အတန့်လေးတွေပျောက်ဆုံးသွားတတ်ပါတယ်။တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ပျော်ရွှင်နေတဲ့ဘဝကတခါတလေမှအငြင်းချမ်းဆုံးဖြစ်နေတတ်ပါတယ်ခင်ဗျ။ဆက်လက်ပြီးဒသမအချက်ကတော့ကျွန်တော်တို့ရဲ့အစီအစဉ်တွေကို approval ရဖို့အတွက်လိုက်မတောင်းခံဖို့ပါပဲလူအများရဲ့အတီးပြုတ်ချက်ဒါမှမဟုတ် approval ကိုအမြဲတမ်းလူချင်နေတဲ့စိတ်ဟာအိမ်မြောင်မပါတဲ့လှေတစင်းလိုပါပဲလူတွေကတယောက်တစ်မျိုးဆွဲခေါ်သွားကြတဲ့အခါကိုယ့်ရဲ့ဥတီချက် direction တွေပျောက်သွားနိုင်ပါတယ်မှတ်ထားရမှာကကျွန်တော်တို့ရဲ့တချို့ဆုံးဖြတ်ချက်တွေဟာသူများကိုရှင်းပြချက် explanation ပေးနေဖို့မလိုပါဘူးကိုယ့်ရဲ့ commitment ဒါမှမဟုတ်ပြတ်သားတဲ့ဂတိကဝတ်ပဲလိုအပ်တာပါခင်ဗျဧကတသမအချက်ကတော့ကိုယ့်ရဲ့တိုးတက်မှုတွေကိုအမြဲတမ်းလိုက်ပြီးမကြင်ညာဖို့ပါပဲတကယ်တိုးတက်မှု growth ဆိုတာခဏတာလှပပြီးပျောက်ကွယ်သွားတဲ့မီးရှူးမီးပန်းနေလို့မဟုတ်ပါဘူးမြေကြီးထဲမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့နှက်ဆိုင်စွာအမြင့်တွယ်နေတဲ့တစ်ပင်ကြီးတစ်ပင်လိုမျိုးဖြစ်တင်လာပါကိုဘာသာ AECC စူးစမ်းနေရင်တနေ့ကျမှလူတွေကမင်းတော်ပြောင်းလဲသွားတာပဲလို့အံ့ဩတကြီးနဲ့တတိထားမိလာကြတာကမှပို့ပြီးတော့ powerful ဖြစ်တာပါခင်ဗျ Privacy is not about hiding it's about protecting what deserves peace until it becomes strong enough to survive noiseတချို့အရာတွေကို private ထားတယ်ဆိုတာဘဝကိုဖုံးကွယ်တာမဟုတ်ပါဘူးမလိုအပ်တဲ့အမြင်တွေနှိုင်းယှဉ်မှုတွေစိတ်ပိုင်းဆိုင်ရာအနှောက်အယှက်တွေကနေကိုယ့်ရဲ့စွမ်းအင်ကိုကာကွယ်ထားတာပါဘာလို့လဲဆိုတော့လူတိုင်းကကျွန်တော်တို့ဇက်လန်းရဲ့အစိတ်ပိုင်းတိုင်းကိုသိခွင့်ရှိတာမဟုတ်လို့ပါပဲကျွန်တော်တို့ဘဝတွေကတချို့အစိတ်ပိုင်းတွေဟာလူတွေမြင်နိုင်လောက်တဲ့အထိခိုင်မာမလာသေးခင်မှာတိတ်တိတ်ဆိတ်ဆိတ်ပဲတိဆောက်သွားဖို့ရည်ရွယ်ထားတဲ့အရာတွေဖြစ်ပါတယ်မိတ်ဆွေတို့ရောဘဝမှာမပြောပြတဲ့လူတွေရင်မဖွင့်တဲ့လူတွေကိုမှရင်ဖွင့်မိလို့နောင်တရခဲ့ဖူးတာမျိုးတွေရှိလာဗျအကယ်၍ရှိခင်ရင် comment မှာဝင်ရောက်မျှဝေပေးခဲ့ကြပါဦးနောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေတင်ဆက်ပေးသွားဖို့ရှိတာမို့လို့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လေးလုပ်ထားဖို့မမိနဲ့ဦးနော်အားလုံးပဲစိတ်အေးချမ်းသာရတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစီဗျာ